မလာကွယ်သူလည်းမစိုးပါလာပါနိုင်ရွှေလာပင်ရိုင်းမလာကွယ်ချစ်တဲ့တော့အလှရဲ့ကဒါလေးမဲ့ထင်းနေတိုင်ရောဒီသမားတုံးမကွယ်တို့တွေဆိုရင်တကယ်ဖြစ်လို့ရဖြစ်ပါလေရွှေရုံနဲ့ခဏလေးလို့ရပြီရွှေရပြီလို့ဟိုဒါမြမယူရအောင်တကယ်မျက်နှိုးတဲ့သူမတို့ကိုကြီးကဒိုင်တယောက်အနေနဲ့ဒါမလုတ်အပ်တဲ့စီမင်းစည်းကမ်းကြော်တာပါဒါပေမဲ့လို့ချစ်လို့တရုပ်ဆောင်နေနည်းနည်းလေးတော်တော်ညံ့တော့ကွာဟာကျွန်တော်ဘယ်လိုညံ့လို့လဲဗျာသုံးဆောင်မဖြစ်ဘူးကွာအဲ့လောက်ကိုပဲလေဟင်းဖြစ်နိုင်ရင်အလှမင်္ဂလာမန်းတက်တွေနဲ့မလာသားမှနဲ့ကွာကျွန်တော်ဝေးရကိုကားနာတော့အဲ့နေဟုတ်တချင်းဆိုတော့ကျွန်တော်တို့လိုပဲကျွန်တော်တို့လည်းဓမ္မစစ်သူလည်းဓမ္မစစ်ဘာလို့လို့တရုပ်ဆောင်နေညံ့နေလို့အကိုကြီးကဘေးကနေပြုတ်ပြင်ပေးဟုတ်ညီလေးအပြင်ခံမလားပြောဟာကျွန်တော်အပြင်ခံတာပေါ့အပြင်ခံနေလားဟုတ်ကဲ့အပြင်ခံရောအပြင်ပဲ15မိနစ်လောက်လိုက်ခဲ့သားလား15မိနစ်တော့မရအောင်နာယူဝမ်းမှရမှာအဲ့ဒါပြုတ်ပြင်ပေးခြင်းတယ်ကွာဟုတ်ရွှေရုံနဲ့နှိုင်းလို့အညမနဲ့အရှင်လို့သွားဘယ်လိုလို့ရွှေရုံနဲ့နှိုင်းနေဆိုတာဟုတ်တကယ်တရုပ်ဆောင်ပိုင်းကရွှေရုံနဲ့နှိုင်းကိုနှိုင်းရမယ်လေရွှေရုံနဲ့နှိုင်းဖို့ရအတွက်မန်းတက်ထဲမှာလိုက်ရှာလိုက်မယ်ရွှေရုံနဲ့တူတာဘသူရှိတော့အရင်ဆုံးရအောင်ရှာလိုက်မယ်အဲ့ဒါတမန်းတက်လုံးရှာလိုက်တော့လေရွှေရုံနဲ့တူတာဆိုလို့ငါတယောက်ရှိတာဆိုတော့မင်းငါ့ကိုကြည့်ရတော့ဘယ်လိုလဲရွှေရုံနဲ့နှိုင်းလို့ဩစရွှေရုံနဲ့နှိုင်းလို့ဖြည်းဖြည်းလို့ပါသွားနဲ့လည်းခုတ်ပြပေါင်းမယ်ဟုတ်မင်းတရုပ်ဆောင်ပိုင်းနည်းနည်းလိုးနေတယ်လားရွှေရုံနဲ့နှိုင်းလို့ဟုတ်ပြီရွှေရုံပင်ဘာဖြစ်တာတော့ရိုင်းတာလေကွာမသိပါဘူးကျွန်တော်လေဖြတ်တော့မှလူရိုင်းနေရဲ့လို့ရဲ့ရွှေရုံနဲ့နိုင်လို့ရွှေရုံပင်ရိုင်းမလားကွယ်ကျွန်တော်လည်းထိုးပြပေါင်းမယ်ဘာဖြစ်တာတော့ဒီလာကောင်းကင်မှာရှိတာလीရွှေလောင်းကနိုင်တကယ်ကွာရွှေလာပင်ရိုင်းမလားကွယ်ချစ်တဲ့သူအလှရဲ့ကချစ်တဲ့သူဘယ်လိုကြည့်မလို့ဘယ်လိုကြည့်ရမှာတော့ချစ်တဲ့သူကြည့်တယ်ဒါမျိုးလေးဘယ်လိုလဲဖင်ခံရင်းနဲ့ဟာချစ်တဲ့သူကိုချစ်တဲ့သူကိုဘယ်လိုကြည့်တော့အကျဉ်းသားမျက်လုံးနဲ့ကြည့်တယ်ဟောအကျဉ်းနဲ့ချစ်တဲ့သူအလှရဲ့ကတာလိမ့်မယ်ထင်တယ်တန်ရောစင်သမားတန်ရောစင်အကြည့်တယ်လားဟာဘေးကြည့်တယ်ပါမလို့တန်ရောစင်လေးမကြည့်တယ်ဘူးတန်ရောစင်အကြည့်တယ်ဒါမျိုးလေးဘယ်လိုလေးတော့ခါလေးနည်းနည်းကုန်ပြီးတော့ဟုတ်သမင်းလည်းပြန်လေးလှမ်းပြီးတော့ကြည့်တယ်ဘယ်လိုလေးတော့တန်ရောစင်ဩတန်ရောစင်သမားတူမကွယ်တန်ရောစင်ကြည့်လေးတော့ဟုတ်နည်းနည်းမကိတ်ဘူးဖြစ်နေတန်ရောစင်သမားတူမကွယ်ဟုတ်ပြီဩလာပြန်ဘာဖြစ်တာတော့သူ့အတွက်ဆိုရင်တကယ်ဖြစ်လို့ရဖြစ်ပါစေကွယ်အဲ့ညမှာမိန်းပွားအရေးကြီးတယ်ဟာဘာအရေးကြီးတာရှင်းလားဖြစ်လို့ရဖြစ်ပါစေကွယ်ဆိုတာကြတော့ဘာလို့မှမကြည့်တော့နဲ့ဘယ်လိုတော့ဘာလို့မှမကြည့်တော့နဲ့ဒီမကြီးဘယ်လိုဖြစ်လို့ရဖြစ်ပါစေဖြစ်ချင်တာဖြစ်တော့ဆိုတဲ့သဘောပေါ့ကွာဟောအဲ့ဒီအရှင်လေးကိုမင်းကအပိုင်ပေးလိုက်တယ်ဒီနေရာတင်မဲ့ခေါ်တန်းလမ်းမှာဝန်နာရသွားနိုင်ဟုတ်လားနော်ဒီညမှာမိန်းပွားဒီမှာဘယ်လိုဖြစ်လို့ရဖြစ်ပါစေဆိုတာကြတော့ဘာလို့မှမကြည့်နဲ့မျက်နာလဲရှင်နှချောင်းကြားတဲ့ခေါင်းဆိုင်ပြီးတော့ဒါမျိုးဟောဖြစ်လို့ရဖြစ်ပါစေကွယ်ရလားอ๋อရပြီသဘောပေါက်ဒါသဘောပေါက်တယ်အဲ့မှာမင်းရဲ့အရှင်လေးပြန်ပြီးခံစားကြည့်ဟုတ်ပြီဗျာစမယ်ဗျာမြန်မာဂေါတလန်အစာလေးခံစားကြည့်မယ်ဟုတ်ပြီဟာတော့ရွှေရုံနဲ့နိုင်လို့ဟုတ်တယ်ပြတ်တာတို့ရွှေရုပ်ပင်ရိုင်းမလားကွယ်ဟုတ်တယ်ရွှေလာပါနိုင်ရွှေလာပင်ရိုင်းမလားဟုတ်တယ်ကောင်းနေချစ်တဲ့သူအလှရဲ့ကဒါလိမ့်မယ်ထင်နေတန်ရောစင်ကိတ်လိုက်ရင်တန်ရောမြင့်သမားတူမကွယ်ဟုတ်တယ်သူ့အတွက်ဆိုရင်တကယ်နောက်ဆုံး
ဖြစ်လို့ရဖြစ်ပါသည်ကွယ် ကောင်းလိုက်တာကွာ ကောင်းတာဖင်သွားပို့ရတာကွာဟဲ့ကောင် မျက်နှာမမီဘူးကဲအဲ့တော့2025ရဲ့ပြိုင်ပွဲဝင်များရဲ့ပြိုင်ပွဲဝင်မှုပြီးဆုံးတဲ့နောက်အကောင်းဆုံးစုကျင်ညာတော့မှာဖြစ်ပါလေ ကိုရမှာသေး အဲ့ ကြ တော့ပြိုင်ပွဲဝင်များစင်တဲ့နေရာယူပေးပါအောင်မကြီးကြီးမားမားမျောနဲ့ထားပုံရဘာမှစိုးမထားတဲ့ကောင်ကကြီးကြီးမားမားမျောတဲ့ ဗရီးတွေဘာတွေတောင်စိတ်လို့ 2025ရဲ့အကောင်းဆုံးဝန်နာဆုရှင်လေးကိုကျင်ညာပေးတော့မှာဖြစ်ပါတယ်2025ရဲ့အကောင်းဆုံးဝန်နာဆုရှင်ကတော့ပရိသတ်များမျှော်လင့်ထားတဲ့အတိုင်းပဲခွေးဖြစ်ပါလေ ဝမ်းသာတာကွာအဲ့ဒါကြီးကတော့ဒိတ်ပဲဝမ်းသာတာကွာဝမ်းသာတာကွာ ဟေ့ကြံတဲ့လူတွေလည်းဖတ်အောင်လေဒီမှာကြံတဲ့ကောင်နေရာမဲ့အနူတွေမဟုတ်ဘူးအနူတွေမဟုတ် ဂျ ဘူး ပန်နိုင်ငံသားကြီးကြံပြည့်လေကွာဝမ်းသာတာဗျာဝမ်းသာတာဗျာညီမလေးရမ်းဝမ်းသာတယ်ဗျာ မဟုတ်ဘူးလေမင်းတို့ဘယ်လိုကြီးတုံးကွာ ဟာ တကယ်ဆိုးသွားတဲ့ခေတ္တချင်းဆိုတဲ့ကလေးမလည်းမရဘူးဟိုမှာမိဘနဲ့ပတ်သက်ပြီးတော့တရုပ်ဖော်နဲ့ဆိုးသွားတာလည်းမရဘူးညက်လက်လည်းမရဘူးကျွန်တော်လည်းမရဘူးဘာတလုံးမှခြာသားမပါတချင်းမဆိုပဲနဲ့ချီးပုံနာခွေရင်ကောင်းကြီးဟန့်နေတယ်လို့စကောင်ကတချင်းဆုရသွားတယ်မဖြစ်နိုင် ငါလည်းမသိဘူးပရိသတ်ကဘိုးတင်ပေးလာလား ဒိတ်ပဲမရှိ ပရိသတ်ကသဘောအဲ့ဒါကြိုက်သွားတာနေမှာပေါ့အဲ့မှာ ကျွန်တော်မင်းအဲ့လိုမပြောနဲ့လေကွာရမင်းအဲ့လိုမပြောနဲ့ကွာရငါလိုမျိုးပထမသူရချင်လို့ရှိရင် ဟုတ်တယ် မင်းတို့တပွဲလုံးရွာပြထွက်ပြီးချီးပါကြပါလားကွာ ဟုတ်တယ်ဒီကရင်းထားတာမလို့ဒီကောင်မှရင်းထားတာမလို့မကျင်းတော့မင်းယောမင်းဘိုင်းပြောတော့ယောမင်းဘိုင်းပြောတော့ယောမသိဘူးကွာမသိဘူးကွာယောမသိဘူးကွာဒီမှာငါပေးတာမဟုတ်တာပရိသတ်ကဘိုးတင်ထိုင်းလာတာအဲ့တော့2025ရအကောင်းဆုံးဝန်နာဆုရှိရဲ့အကောင်းဆုံးသောဝန်နာဆုလေးဆုချီးမြှင့်ပါဖြစ်ပါတယ်အဲ့တော့ရင်ခုန်သွားဖြင့်ဆောင်းသားပါ ကျွန်တော်ဒီစုကိုရမယ်ဆိုလို့ရှိရင်တရွာလုံးလမ်းကတ်တရလမ်းနဲ့ခင်းပေးမယ် အာ တကယ်လည်းကျေးဇူးတင်ပါတယ် ကျေးဇူးတင်လိုက်တဲ့သူတွေကိုကျေးဇူးတင်စကားလေးစုမရခင်လေး ကျွန်တော်ပထမဆုံးကျွန်တော်ဒယ်ဒီနဲ့မာမီကိုကျေးဇူးတင်ပါတယ် ဒီစောက်ခွက်နဲ့ဒီဒယ်ဒီမာမီနဲ့မင်းတဖေးလေးဟုတ်လို့လား ဒီပပနဲ့မမကိုကျွန်တော်တရားနေကြတော့ပါတယ် အဲ့တော့ နောက်ဆုံးကျွန်တော်ရဲ့ကျေးဇူးရှင်ကတော့ ဟုတ်ကဲ့ ချီးပုံနာရင်ကောင်တရားနေကြတော့ပါတယ် ချီးပုံ ချီးပုံနာရင်ကောင်ဘာလို့ကြောတာ ကျွန်တော်အိမ်နာတက်ရှင်တို့ရွာပြင်ထွက်ပြီးချီးပါတာအဲ့ဒီချီးပုံနာမှာရင်ကောင်ကဆိုနဲ့ကျွန်တော်ဝင်းပြိုင်တာပါခင်ဗျာ ဆရာကောင်းတော့စက်ပြကောင်းလို့ခေါင်းမောင်းရှိလားရင်ကောင်းအဲ့တော့2025ရကောင်းသောဝန်နာဆိုရှင်လေးစုချီးမြှင့်မဲ့ခန္ဓာလေးဖြစ်ပါတယ်အဲ့တော့ရင်ကောင်းသွားဆောင်းသားပေးပါ ကျွန်တော်ပြောနေတယ်ဗျာ သိန်း200တန်ရွှေစင်ရုပ်တုကိုချီးမြှင့်မှာဖြစ်ပါတယ် လုံးဝတရွာလုံးမြင်းလေးစရာမယ်ဗျာလမ်းနေခင်းပေးမယ်တကယ်ပါ ရွှေစင်ရုပ်ထု သူတို့လေးပြောနေတာကိုပါတယ်လမ်းနေခင်းပေးမှာမိနေလေးအောင်လုပ်ပေးမှာ 2025ရဲ့အကောင်းဆုံးဝန်နာစုလေးလက်ခံပေးပါ ပရိသတ်ကြီးလူခံမရသေးဗျာ အလူကမှာ အဝတ်စားလေးတွေလူကြပါဦးအိုက်ပန်တော့ဟန်ကြပြီဒီညတော့ဒီညပါပဲကွာ